ခုနကဝယ်စင်တာကြီးစားမယ်ဆိုတော့ဒါကြီးအဲ့ဒီခုနကပုံမှန်ပြီးချက်တော့လားဟုတ်ပြီဗျာဘယ်မှာရေးချက်လို့ဘယ်မှာတောက်ပြစားချက်ပါလဲအဲ့ဒီမှာခုနကပြောခုနကမစားမှာဟုတ်အဲ့ဒီလိုပဲတဲ့အဲ့ဒီဒီကံကြီးမရောက်ခင်ဒီပေါင်းဒီကမရောက်ခင်မှာအခုလက်ရှိသွားနေတဲ့လမ်းမှာမမေ့မလျော့တဲ့အပမရာတရားကိုလမ်းညွှန်တော်မူတာဒီရှိတဲ့ပေါ်တိထားပြီးတော့သွားနေလို့ရှိရင်အာသိဉာဏ်ဖြစ်တယ်လို့ပြောတာပေါ့မြဲတဲ့ဘုရားပြီးတော့ဘုရားတော်ဗျာကြီးဒါမသိဘူးဒါစာရီကတော့များနေလို့ပြောနေရလေးရှိတယ်ဒါပြည့်ရက်လို့ဆိုမတော်မှနော်အော်ဒါဒီဒီပင်ကြီးအရှိဘတိုင်းနေဒီဝုံဝုံနဲ့တိုင်းနဲ့ရှေ့အတိုင်းနေရဲမှုရှိရှေ့အတိုင်းနေဒါတော့နောက်ကြီးနောက်ရောက်ကြီးနောက်တောင်ကြီးလာလို့ဆိုရင်ဒီလိုလေရှိပဲပဲလေအဲ့ဒီလိုပဲဒီတို့အာယုလေးကဒီတိတိတိပုံမှာသွားနေလို့ရှိရင်ဝိပဿနာကိုလေ့ကျင့်နေတာအဲ့ဒါဝိပဿနာလမ်းကြောင်းပေါ်သွားတာသီလတွေသမာဓိတွေစောက်ပြီးပြတာအဲ့ဒီသီလသမာဓိရဲ့အားကောင်းတဲ့အတွက်ရှိပဲတိုင်းနဲ့ဒီပင်ကြီးအရှိပဲမှာလဲတယ်လို့နိဗ္ဗာန်ကိုအာရုံပြုနေတဲ့စိတ်ကလည်းနိဗ္ဗာန်ကိုအာရုံပြုသွားတာလို့ဗျာကောင်းတဲ့အာရုံပေါ်မှာနေတာလို့ဗျာအဲ့ဒီသဘောကိုဒါဥပမာဆောင်တယ်မေးကိုမမေးတော့ဗျာအဲ့ဒါအာသိဉာဏ်ကိုပြောတာအာသိဉာဏ်ဖြစ်အောင်လုပ်ပါဆိုတာကုလူကျင်နဲ့ဘာမှတော့မေးတာတော့အားလေးလေးအားတော့ပြောနေတယ်ဒီလေးမြင်နေမြင်အောင်ပြတယ်ခုဘောင်းနဲ့ပြောတယ်ဆိုတာကောင်းတာကောင်းတာမင်းအများကြီးကောင်းတာဩမင်းကငုတ်တယ်ဘာလို့ဒီလိုလဲမဟုတ်ဘူး